Hello မင်္ဂလာပါကျွန်တော်ခုမှဒီနေ့ San Diego မှာကျင်းပတဲ့ဒီ ICF ပေါ့နော် Global Education Agency Fair ကိုကျွန်တော်တောင်းဖြစ်ပါတယ် Fair ကတော့2ရက်ပေါ့နော်ဒီနေ့တောက်ကြနေညနေ3နာရီရနေပြီးတော့ဒီနေ့ကနေ့ည6နာရီခွဲဒီပေါ့နော်အကုန်လုံးတော့သူကဒီဟိုတယ်နေရာအကုန်လုံးသူစီစဉ်ပေးထားတယ်ဒါပေမဲ့လည်းကျွန်တော်ကဒီမှာရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒီကနေပြီးတော့ကားမောင်းပြီးတော့တောင်းဖြစ်ပါတယ်မိုင်ကတော့100ဝန်းကျင်လောက်ပေါ့နော်မိုင်199မိုင်100ဝန်းကျင်လောက်ကို2နာရီနီးပါးလောက်ကျွန်တော်ကားမောင်းပြီးတော့ဒီဘက်တော့တက်မှာဖြစ်ပါတယ်ဆိုတော့ဒါကမှတွေ့ပါမယ်Can take it like that, okay? Let's set up your body. Oh my god. Oh. Yan là phải khó chịu. View 16လားဟိုတဲ့ view ပါဒါညဘက်ဆိုရင်တော့တေချာလာမှာတေချာရပါတော့။ဆိုတော့ဒီဘက်မှာဒီကမ်ဘေးရဲ့ဒီဘက်ကထောင်းထောင်းလေးတွေဆိုအဲ့ဒါတော့ကျွန်တော် event registration တောင်းဖို့အတွက်ပြင်လိုက်ပါမယ်။ဆိုတော့ဒီမှာထပ်တွေ့ပါမယ်။